စာတတ်တယ်စာသိတယ်ဆိုပြီးတော့မာမနာတွေတက်တယ်ဘယ်သူမှလူမထင်ဘူးဆိုအဲ့လိုမွေကြိုက်ခံသွားရတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်ကတ္တဝဘုရားရဲ့သာသနာမှာကပိလဆိုတဲ့ယဟန်အစာမတမတတ်တယ်နော်ပိဋကသုံးပုံတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ပိုင်းကျတော့ကိုယ့်ရဲ့သူ့ရဲ့စိတ်နေသဘောထားရည်ရွယ်ချက်တွေမကောင်းသည့်အတွက်ကြောင့်နောက်ဆုံးကသူကပဲငရဲကျသွားတယ်ကောရမမြတ်စွာဘုရားလက်ထက်ထီအောင်သူကမလွတ်သေးဘူးရွှေငါးကြီးအနေနဲ့မြတ်စွာဘုရားနဲ့တွေ့လိုက်ရသေးတယ်နော်အဲ့ဒီငါးဘဝသိတော့ဝိဇိပြန်ရောက်သွားတယ်ကပိလယဟန်ဆိုတာစတ္တပုဂ္ဂိုလ်ကြီးစတ္တပုဂ္ဂိုလ်ကြီးကအဲ့ဒါစာပေလာတဲ့အတိုင်းကျင့်ရမယ်အစားကိုတတ်သိလိမ္မာတာနဲ့သူများကိုမောက်မာတယ်မာနတွေကြီးတယ်စောကားတယ်စောကားမောကပြောတယ်နှိမ်ချတယ်နော်အလုံးကိုထင်မြင်သေးတဲ့စကားတွေပြောတယ်အဲ့ဒါကြောင့်မလို့သူကဒုက္ခရောက်တာမွေဖမ်းမတတ်တယ်လို့ပဲအမှန်ကတော့တရားကသူ့ကိုဒုက္ခပေးတာမဟုတ်ပါဘူးသူ့ရဲ့မကောင်းတဲ့စိတ်ဓာတ်ကဒုက္ခပေးသွားတာနော်မကောင်းတဲ့စိတ်ဓာတ်ကသူသင်တဲ့တရားကဒုက္ခပေးတာမဟုတ်သို့သောဆက်ဆက်နေတယ်ပေါ့အဲ့ဒါကြောင့်မြတ်စွာဘုရားဒီအလက္ခတ္တမြတ်စွာဘုရားရဲ့တရားတော်ကိုသင်ယူတဲ့အခါမှာမှန်ကန်တဲ့ရွေးချက်နဲ့သင်ယူရမယ်ဓမ္မကိုသင်ယူတဲ့အခါမှာမှန်ကန်တဲ့ရွေးချက်နဲ့သင်ပါဆိုပြီးတော့ယဟန်တွေကိုပါမိတ်လို့ဆိုတတ္တမတိဟဘိက္ခုယတ္တမေပါတိတတ္တအထံအာဇာနိယထတထနန္တာရိယထားတယ်ငါပြောထားတဲ့အတိုင်းမင်းတို့သဘောပေါက်တယ်ဆိုရင်အဲ့ဒီတိုင်းမှတ်ထားနော်ဒါလည်းအရေးကြီးတယ်နော်ငါပြောထားတဲ့အတိုင်းငါဟောတဲ့အတိုင်းသဘောပေါက်တယ်ဆိုရင်အဲ့တိုင်းမှတ်ယတ္တသမေပါတိတတ္တအထံနာအာဇာနိယထငါပြောတဲ့အဓိပ္ပာယ်ကိုမင်းတို့သဘောမပေါက်ဘူးဆိုလို့ရှိရင်အဟံဝတ္တထပုစိတဘောအဲ့ဒီမှာငါ့ကိုမေးရှေဝပနတုဝိယတ္တဘိက္ခုစတ္တပိတ္တတရားဓမ္မနဲ့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကိုမေးငါရင်လည်းမေးတသိလိမ္မာတဲ့ပုဂ္ဂိုလ်ရင်လည်းမေးဆိုလိုတာကကိုသိထားတဲ့ဓမ္မဒါခိုင်လိုက်ပေးထားတာပဲဗျာနော်ခိုင်လိုက်ပေးထားငါဟောတဲ့တရားတွေနဲ့ပတ်သက်ပြီးတော့မင်းတို့နားလဲရင်အဲ့ဒီတိုင်းပဲမှတ်ထားအကယ်၍နားမလဲသေးဘူးဆိုရင်ငါရှိငါမေးလို့ရမယ်အခုတော့ဘုရားမရှိတော့ဘူးပေါ့နော်ငါရှိငါမေးလို့ရမယ်သို့မဟုတ်တသိလိမ္မာတဲ့ပုဂ္ဂိုလ်မေးစတ္တပုဂ္ဂိုလ်တွေကိုမေးတိတုဆိုလို့လည်းပေါ့အဲ့တော့အဲ့ဒါဟာမြတ်စွာဘုရားရဲ့ခိုင်လိုက်မယ်ဓမ္မနဲ့ပတ်သက်လာလို့ရှင်အဲ့ဒီခိုင်လိုက်အတိုင်းလိမ့်နာ